အခုသူ့ကိုအမှဒီပုံလေးချုပ်မယ်ဒါကကျတော့ရင်ပုံပြီးသွားပြီဆိုတော့ဒါနောက်စစ်စတက်မဲ့အင်ကြီးပေါ့နောက်စစ်စတက်မဲ့အင်ကြီးဖြစ်တဲ့အတွက်အရင်အထက်ရှေ့ထဲမှာတော့အမှရိုးတောက်လဲချုပ်ပြီးသွားပြီရေကူးတောက်လဲချုပ်ပြီးသွားပြီအခုဒီတစ်ထည်မှာကျတော့လေပင်ကနေဖြတ်တဲ့လေပင်ထောင်းနဲ့ချုပ်မယ်နော်လေပင်တောင်းနဲ့ချုပ်မယ်ဆိုရင်ရေဦးဆောင်သူ့ကိုဒီမှာလေပင်ပေါက်လေးပြင်ဖောက်ပေးရမယ်လေပင်ပေါက်ဖောက်မယ်ဆိုရင်သူ့ကိုလေပင်ပေါက်ဒါကကျတော့မူလားဖောက်ထားတဲ့လေပင်ပေါက်ပေါ့အဲ့တော့မူလားဖောက်ထားတဲ့လေပင်ပေါက်တိုင်းချုပ်မယ်ဆိုရင်သူကသူ့ရဲ့လေပင်ပေါက်ကဒီလေပင်အရင်နေရာမှာကတ်နေမှာဒီလေပင်အရင်နေရာမှာကတ်နေမှာအဲ့တော့သူ့ရဲ့ပုံထဲမှာဆိုရင်ဒီလေပင်အရင်ဒီနေရာလေးကနေဒီဘက်ကိုသူဘယ်လောက်ချဲ့ထားလဲဆိုရင်ဒီမှာဒီနားမှာလေပင်အရင်လေးရှိမှာဒီဘက်ကိုဆိုရင်ဒီလိုလေးကြတော့ဆိုသူတက်လက်မတစ်ခွဲလောက်လေးချဲ့ထားတာပေါ့နော်အဲ့ဒါဆိုရင်အခုဒီမှာသူ့ကိုမူလားလေပင်ပေါက်ကနေဘေးကိုတက်လက်မတစ်ခွဲချဲ့ပေးလို့ရတယ်နော်ဒါလေပင်ပေါက်ကတော့ကိုချုံမဲ့အင်ကြီးဒီဇိုင်းပေါ်မှာမူတည်ပြီးတော့သူ့ကိုဘေးကိုအတူအလျှော့လုပ်ပေးရမှာပေါ့နော်အဲ့တော့အခုတော့ဒီမှာသူ့ကိုလေပင်ပေါက်ကဘေးကိုသူ့ကိုတစ်ခွဲလေးချဲ့လိုက်မယ်တစ်ခွဲနော်အဲ့တော့တစ်ခွဲလို့တစ်ခွဲချဲ့ပြီးသွားပြီဆိုရင်သူ့လေပင်အချလေပင်အချကကြတော့သူ့ကိုဒီလေပင်အကြအတိုင်းယူမယ်ဆိုရင်သူကဒီလေအချိုင်နိုင်ရလေးမှပဲရှိနေမှာအဲ့တော့သူဆိုရင်ဒီနားမှာလေချိုင်လေးရှိရယ်လေချိုင်နေရနေအောက်ကိုဘယ်လောက်ထက်ချမလဲဆိုရင်သူ့ကိုနှစ်လက်မဒါမှမဟုတ်ရင်နှစ်ခွဲလောက်လေးသူ့ကိုထက်ချလို့ရတယ်သူကလည်းနည်းနည်း high လေးသွားထားဖြစ်တဲ့အတွက်ဒီမှာနှစ်ခွဲလောက်လေးချလိုက်မယ်နော်ချပြီးသွားပြီဆိုရင်အမှန်ဒီလေပင်ပေါက်ဖောက်ထားတဲ့ဟာလေပင်ပေါက်ဖောက်ထားတဲ့အမှတ်လေးနဲ့ဒီရင်ထိတ်နဲ့ကိုသူ့ကိုဒီလိုလေးလှမ်းဆက်လိုက်မယ်သူလည်းအဲ့လိုလေးရင်ထိတ်မှတ်လေးနဲ့လှမ်းဆက်ထားဒါဆိုရင်ဒါလေပင်တောက်ကနေဖြတ်မဲ့ပုံလေးပေါ့နော်အဲ့တော့ပြီးသွားရင်သူ့ကိုလေပင်ပေါက်ကိုကြတော့ဒီလိုမျိုးသူကဒီလိုတဲ့ကြီးမယူဘူးသူကနည်းနည်းလေးစားပြီးယူထားတယ်အဲ့တော့နည်းနည်းလေးစားပြီးယူမှာဖြစ်တဲ့အတွက်သူ့ကိုဒီမှာဒီထိတ်ဒီနေရာနေကနေအပေါ်ကိုသူ့ကိုဘယ်လောက်လေးတက်လိုက်မလဲဆိုရင်6စိတ်လောက်လေးတက်လိုက်မယ်ဒီကနေဒီကိုနော်6စိတ်လောက်တက်ပြီးတော့သူကဒီလိုလေးယူထားဖြစ်တဲ့အတွက်သူ့ကိုလည်းလေပင်ပေါက်ကိုဒီလိုလေးယူလိုက်မယ်ဒါဆိုရင်သူတို့နှစ်ခုစုံမဲ့နေရာလေးဒီနေရာလေးဖြစ်သွားပြီနော်အဲ့တော့ဒါဆိုရင်လေပင်ပေါက်လေးလည်းဖောက်ပြီးသွားပြီဒီမှာပခုံးနေပါလေလဲသူ့ကိုလုပ်ပြီးသွားပြီပေါ့အဲ့တော့အဲ့ဟာလေးပြီးသွားပြီဆိုရင်သူ့ကိုဒီမှာလေပင်ပေါက်ကတော်တော်လေး height ထားတာဖြစ်တဲ့အတွက်ဒီနေရာမှာသူ့လိုချက်ကတ်လေးဖြစ်ဖို့အတွက်ထောက်ပြီးစားပေးရမယ်အဲ့တော့ထောက်စားမယ်ဆိုရင်ဒီကနေဒီအကွာအဝေးကိုတောက်ဝက်မယ်နော်ဝက်ပြီးသွားပြီဆိုရင်သူ့ကိုဒီရင်ထိတ်မှတ်လေးနဲ့လာဆက်မယ်ထောက်တံမိုးကြတော့သူ့ကိုအခုဒီမှာပုံမှန်ခန္ဓာကိုယ်ပဲဖြစ်တဲ့အတွက်၄စိတ်လေးစားမယ်ပိန်တဲ့သူဆိုရင်တော့သူ့ကိုဒီမှာ9စိတ်စားမယ်ဝါတဲ့သူဆိုရင်တော့သူ့ကို3စိတ်ပဲစားပေးရပြီနော်သူကတော့ပုံမှန်ခန္ဓာကိုယ်ပဲဖြစ်တဲ့အတွက်ဒီမှာသူ့ကို4စိတ်စားမယ်ဒီတောက်လေးကိုကျတော့ထည့်ချုပ်စရာမလိုဘူးသူ့ကိုအမှထောက်ဖြောက်တိတ်ကပ်ပြီးလိုက်ရပြီနော်အဲ့တော့သူ့ကိုပိတ်စားပေါ်မှာညှက်တဲ့ခါကျရင်ဒီတောက်တွေအတိုင်းသူ့ကိုညှက်ထုတ်ရမှာဒီတောက်တိုင်းညှက်မယ်ဒီအောက်မှာလည်းသူ့ကိုဒီထောက်တိုင်းညက်မယ်ဒီဘက်ချမ်းမှာကျတော့သူ့ကိုဒီထောက်တိုင်းညက်မယ်ဒါဆိုရင်ဒီဘက်ချမ်းက F1 ဆိုပြီးတစ်ပိုင်းထွက်မယ်ဒီဘက်ချမ်းက F2 ဆိုပြီးတစ်ပိုင်းထွက်မယ် F1 ကိုကျတော့ပိတ်စားပေါ်မှာသူ့ကိုခောက်ရိုးနဲ့တစ်ချက်ပဲညှက်ပေးရမယ် F2 ကိုကျတော့ပိတ်စားပေါ်မှာနှစ်ချက်ညှက်ပေးရမယ်เนาะအဲ့တော့ဒါဆိုရင်ဒီရှေ့တွေမှာလည်းသူ့ကိုထုံးစံအတိုင်းပဲချုပ်စာလေးတွေချမ်းမယ်၄စိတ်ဒီရှေ့မှာလည်းသူ့ကို4စိတ်ဒါဆိုရင် F2 ရဲ့ရှေ့မှာလည်းသူ့ကို4စိတ်ဒီရှေ့မှာလည်း4စိတ်အောက်ခေါက်စာပုံမှန်တိုင်းပဲသူ့ကို6စိတ်ဒီဘက်မှာလည်း6စိတ်လေးချမ်းမယ်ပြီးချုပ်စာတလက်မချမ်းမယ်ဂျိုင်းချုပ်စာကျတော့သူ့ကို4စိတ်လေးချမ်းမယ်ပခုံးချုပ်စာလည်းသူ့ကို4စိတ်လေးချမ်းမယ်ဒါဆိုရင်ဒါရှေ့ချမ်းလေးရပါပြီအဲ့ရှေ့ချမ်းရပြီဆိုရင်သူ့ကိုဒီမှာနောက်ချမ်းအဲ့တော့ရှေ့ချမ်းမှာလေပင်ပေါက်ကိုဘေးကိုဘယ်လောက်ချဲ့ခဲ့ရလဲဆိုရင်တစ်ခွဲချဲ့ခဲ့တာအဲ့အတွက်ကြောင့်နောက်ချမ်းမှာလည်းသူ့ကိုမူလားလေပင်ပေါက်ကနေဘေးကိုတလက်မခွဲလေးချဲ့ပေးရမယ်ဒီကနေဒီကိုတစ်ခွဲเนาะချက်ပြီးသွားပြီဆိုရင်နောက်ချမ်းမှာဇက်တက်မှာထည့်တဲ့အတွက်မူလားလေပင်ပေါက်ကနေအောက်ကိုအမှတလက်မလေးကချမယ်เนาะဒီမှာတလက်မလေးချလိုက်မယ်နောက်ချမ်းကတော့သူ့ကိုပုံမှန်တိုင်းပဲလေပင်ပေါက်ကိုအဝိုင်းလေးပဲဖောက်ပေးရမယ်ဒီလိုလေးအဲ့တော့နောက်ချမ်းမှာဇက်တက်မှာဖြစ်တဲ့အတွက်ဒီခါနေရာမှာသူ့ကို၄စိတ်လေးစားပေးရမယ်ဒီမှာ
ခါမြင်းနေရာမှာအထဲကိုလေးစိတ်စားမယ်ရှေ့အထဲကြီးမှာတော့ဒီလိုလေးစိတ်မစားခဲ့ဘူးဒါဇစ်တက်မှာဖြစ်တဲ့အတွက်သူ့ကိုလေးစိတ်စားပေးလိုက်တာတကယ်လို့လေးစိတ်မစားအောင်ဆိုရင်ဇစ်တွေကဒီနေရာမှာထောင်နေရတယ်ကော့နေရတယ်ဖြစ်တတ်တယ်နော်အဲ့ဒါကြောင့်သူ့ကိုခါနေရာမှာလေးစိတ်လေးစားပေးရတာတကယ်လို့ဝါတဲ့သူတွေဆိုရင်တော့ဒီမှာလေးစိတ်စားကြမလို့သူ့ကိုအမှ3စိတ်ပဲစားပေးရပြီနော်ဒီအောက်မှာသူ့ကိုအရှိယူထားတဲ့ဟာလေးနဲ့ဒီလိုလေးဆက်မယ်အဲ့တော့နောက်ချမ်းကိုကြတော့ပိတ်စာပေါ်မှာဒီတစ်ခါဇစ်တက်မှာဖြစ်တဲ့အတွက်သူ့ကိုနှစ်ချက်လေးညှက်ပေးရမယ်ရှေ့ထိန်မှာတော့じゃရင်စည်းတွေရင်ပုံးတွေချုပ်ခဲ့တာဖြစ်တဲ့အတွက်နောက်ချမ်းကိုခောက်ယူနေပဲယူခဲ့တာဒီမှာကျတော့ဇစ်တက်မှာဖြစ်တဲ့အတွက်သူ့ကိုနှစ်ချက်ညှက်ပေးရမယ်နော်ဇစ်တက်မှာဖြစ်တဲ့အတွက်ဒီရှေ့မှာလည်းသူ့ကိုချုပ်စာတက်လက်မဇစ်စာတက်လက်မလေးချန်ပေးရမယ်ဒီအောက်ကကျတော့ပုံမှန်တိုင်းပဲ6စိတ်ပဲဘီးချုပ်စာလဲတလက်မဂျိုင်းချုပ်စာ4စိတ်လေပင်ချုပ်စာလဲ4စိတ်ပခုံးချုပ်စာလဲသူ့ကိုပုံမှန်တိုင်းပဲ4စိတ်ချန်တယ်အဲ့တော့ဒီမှာသူ့ကိုစစ်တပ်စာချန်တယ်ဆိုရင်ဒီတိုင်းလေးသူ့ကိုတလက်မအဲ့တော့ဒီခါစားထားတဲ့ line လေးတိုင်းပဲသူ့ကိုတလက်မလေးလိုက်ချန်ပေးရစီဒီလိုတလမလေးကျန်တဲ့ဟာတွေလည်းမပုံမှန်တိုင်းပဲချန်ပေးရပြီအဲ့တော့ဒီမှာရှေ့ချမ်းမှာလည်းသူ့ကိုချုပ်စာလေးချန်မယ်အဲ့တော့ F1 နဲ့ F2 ပြန်တွဲဖို့အတွက်ချုပ်စာကိုတော့ပိတ်စာပေါ်ရောက်မှပဲချန်လိုက်မယ်နော်အဲ့ဆိုဒီမှာချန်လို့မရအောင်ဆိုတော့ပတ်တန်ပေါ်မှာချန်လို့မရအောင်ဆိုကျန်တဲ့ဟာတွေကိုတော့ပခုံးနေချိုင်းနေပြီးတွေတော့အမပတ်တန်ပေါ်မှာပဲချန်ရတယ်အဲ့တော့အခုဒီထောက်လေးကိုထောက်တိတ်ကြတယ်အဲ့တော့ဒီမှာဒါဆိုရင်အမဒီကနေဒီကို၄စိတ်တက်ပြီးဝိုက်တာဟုတ်တယ်နော်အဲ့တော့ဒီမှာ၄စိတ်တက်ထားတဲ့အမှတ်ကဒီအမှတ်လေးအဲ့တော့ဒီမှာဒီဟာကြီးဆိုလို့ရှိရင်အရင်ကြီးဝိုက်နေပြီနောက်ချမ်းနဲ့မတူတော့ဘူးနော်အဲ့တော့နောက်ချမ်းမှာဒီလိုပြပြလေးဝိုက်ထားတာဖြစ်တဲ့အတွက်ရှေ့ချမ်းမှာလည်းသူ့ကိုဒီလိုပြပြလေးပဲဝိုက်ရမယ်စစ်ဒီပိုထက်မတက်ကတော့နော်အမတက်ကတော့ဒီမှာပဲနော်ဒီဘိုက်စာချထားsorry ဒီမှာဘိုက်စာချထားတာအမဒီလိုင်းဒါကကြတော့မူလာလိုင်းကနေအပေါ်ကို၄စိတ်လေးတက်မှာ၄စိတ်လေးတက်ပြီးတော့သူ့ဒီလိုလေးဝိုက်ပါဟုတ်နောက်ဆုံးယူမယ် line ဒီ line လေးဖြစ်သွားပြီဒီကနေအောက်ကိုအမ6စိတ်ချန်ပြလာမှာပေါ့အဲ့တော့အခုသူ့ကိုဒီတော့တိုင်းသူ့ကိုဒီနေရာမှာဒီရင်ထိတ်မှတ်လေးကိုနှိမ်ခဲ့ပေးရမယ်အဲ့အမှတ်လေးနှစ်ခုညီအောင်ပြန်တွဲပေးရမှာမလို့နော်ပြီးရင်ဒီမှာဒီနေရာလေးနှိမ်ခဲ့ပေးရမယ်ဒီဘေးတွေအပေါ်တွေအောက်တွေကကြတော့အမ6စာချန်ပြီးညှက်လိုက်တော့ရပြီဒီရှေ့ကကြတော့ပိတ်စပေါ်ရောက်မှာပဲချန်တယ်နော်ဒါရဒီမှာမတူအောင်လေးထပ်လိုက်တာဆိုတော့ဒီ line လေးလွဲသွားပြီဆိုရင်သူ့ကိုဒီမှာပထမဒီ line လေးကမူလာ line ဒီ line နှစ်ခုကညီးနေတာအဲ့တော့ဒီပထမဒီ line ကအပေါ်တက်သွားတယ်ဒီ line ကအောက်ကျသွားတယ်အဲ့တော့သူ့ကိုဒီအပေါ်တက်သွားတဲ့ line လေးအတိုင်းဒီလိုလေးဖြည့်ပြီးတော့ဆွဲပေးရမယ်နော်အောက်ကျသွားတဲ့ line ကိုယူရင်လေပင်ပေါက်ကြီးကအောက်ကိုပို့ကျသွားမှာအဲ့တော့ဒီအပေါ်တက်သွားတဲ့ဒီ line လေးတိုင်းသူ့ကိုဖြည့်ဆွဲမယ်နော်အဲဆိုရင်သူ့ကိုအမှဒီလေပင်ပေါက်ရဲ့အပေါ်မှာလည်းချုပ်စာ၄စိတ်ချန်မယ်ဒီရှေ့မှာလည်း၄စိတ်ချန်မယ်အောက်မှာ6စိတ်ချန်ပြီးတော့သူ့ကိုပိတ်စာပေါ်မှာခောက်ရိုးနဲ့တစ်ချန်ညှပ်ပေးရမှာပေါ့နော်အဲ့တော့ဒီအပေါ်နဲ့ဒီအောက်ကတော့ပတ်တန်ပေါ်မှာပဲခြံလို့ရတယ်ဒီရှေ့ကြီးကကျတော့ပိတ်စာပေါ်ရောက်မှာပဲအမှခြံလိုက်ပေါ့နော်လက်ကကျတော့သူ့ကိုရိုးလက်လေးပဲတက်အောင်မှရိုးလက်ပထမပုံစံအတိုင်းပဲဟုတ်တယ်ပထမပုံဟို level ၄တောင်